ကန်တော်မင်္ဂလာပါကျွန်တော်တော့ Lowest Farming Channel စီစဉ်ပုံမှန်နဲ့ဆက်နေတဲ့ရွှေကမင်းဖြစ်ပါကျွန်တော်ဒီနေ့တက်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကပေါ့နော်ကျွန်တော်မနေ့ညပေါ့နော်25ရက်8လ2026ရက်နေ့ကကျွန်တော်တို့ဒီ Time Fighter ကိုအလဲထုံးတဲ့အနိုင်တော့ခဲ့တယ်ကျွန်တော်ကချင်တိုင်းသားလေး No Main ရဲ့ပွဲလေးပဲဖြစ်ပါဆိုတော့အခုသူ့ရဲ့ပွဲလေးကျွန်တော်တို့ချက်လောက်တူကြည့်လိုက်အောင်สงกรานต์วสุสิริวิทย์ No Main နဲ့ဒါတော့ Time Fighter နော်အင်းရှင် Time Fighter ဖြစ်တယ်นักชกจากประเทศเมียนมานะครับนาเมนကဲဒါတော့ကျွန်တော်ကချင်တိုင်းသားလေး No Main ရှင်ဘက်ကขอเรียนให้အောင်လားလို့စတူမျိုးနဲ့ No Main นะครับ No Main နဲ့ Time Fighter 3 ยกนะครับชก ကဲ round 2စပါပြီในช่วงปากซอยนะครับด้านพระราม4นะครับไปจอดได้เลยนะครับครับทางนี้No Main အပြာရောင်လက်နဲ့ပြီးတော့ Time Fighter အနီအောင်တောင်းနေပါလေကာတိုင်း No Main ထမ်းမကအောက်ချီတကနေလူကတကနေ No Main ဒီနေနေမယ်အောက်ချီတော့ချောက်ကန်နော်ထမ်းမကတော့ရက်တော်လေးရှိရတွေ့ရတယ်No Main အောက်ချီခက်တကနေ No Main တော့ချောက် pressure ပေးပြီးထိုးတယ်ประเภทมือใหม่หัดชกครับไม่ใช่มือใหม่หัดขับนะฮะรูปร่างแตกต่างกันนะครับแต่น้ำหนักช่างอย่างเป็นทางการเมื่อวานนะครับညတော့အကြောင်းသားလေးနေတွေ့รุ่น53กิโลกรั လူ ม ကတကနေထမ်းမကလည်းเนเมนเนี่ยนักชกจากเมียนมาครับประเภทมะขามข้อเดียวครับฝ่าย ထမ်းမလည်းချိုးတူနေတိုက်တယ်ฝ่ายแดงนักชกจากประเทศไทยครับสงกรานต์นะฮะรูปร่าง လင့်ချပါပြန်နေကြရင်နော် No Main ကတော့ခွန်ပူရှိရတွေ့ရတယ်แต่ว่า No Main ကလည်းမိုက်တယ် No Main နဲ့ เปรียบนักชกฝ่ายน้ำ ကချင်လို့ထင်တာပဲအသားလည်းချူရဆိုတော့ นักมวยหลายคนอาจจะไม่ชินกับการชกกลางวันอย่าง ထမ်းမချိုးတူနေတော့ချောက်တိုက်တယ် No Main ကို เพราะส่วนมากจะซ้อมกันในช่วงเย็นๆนะครับเพราะฉะนั้นต้องบริหารระบบหายใจให้ได้นะฮะยังไม่ถึง2 นาทีครับเริ่มจะคลายฟันยาง No Main ကပြပြဖက်နေရတယ်နော်วันนี้คณะกรรมการผู้ตัดสิน โอ้ No Main ထိုးချက်တွေရှိတယ် เป็นอาจารย์อาคมนะครับ ထိတယ် No Main ထိုးချက်တွေထိတယ် แสงตานะครับ ထမ်းမကခဏသိမ့်ချူကဲ round 2ကြပြီးဆုံးပိုင်းနော် แล้วก็ No Main ထိုးတာတစ်ချက်ပဲခဏရသေးတယ်round 2ကြည့်စပါပြီဟိုကျုံးပေါ်မှာတက်တူနဲ့အဲ့ဒီ time မှာတက်တူတာထိုးရနော် time မှာ round 2ထိုးကြည့်စပါပြီ No Main โอ้โชว์เลยนายเล่น No Main ที่เด้ No Main ထိုးကြล้างรถนะครับรบกวนไปขยับ ထမ်းမကမခဏဘူး ไปจอดนะที่จอดรถตรงด้านทาง ကဲဒုတိယချိန်မှာလေဒုတိယချိန်စပြီဘယ်တော့မှမကြသေးဘူး No Main လက်တိချက်တွေကြောင့်ထိုင်းဖက်တာမှောက်သွားပြီနော်နောက်တော့လေထိုးနေနေနိုင်သွား No Main พอนะฮะมีคุณหมอประเทียนขึ้นมาดู ความปลอดภัยให้กับน้องๆนะฮะดูแล้วเราไม่เคยชกกลางวันนะฮะแดดร้อนอบอ้าวรวบรวมคะแนนนะครับแล้วก็มาเยือนตรงกลางครับ ထိုင်းမှာလေးတက်လာပါပြီ รอชูมืออย่างเป็นทางการครับ ကဲ No Main ဒုတိယချိန်မှာတော့လေထိုးနဲ့အနိုင်ရသွားပါတယ်နော် นักชกฝ่ายน้ำเงิน Time Fighter ကို เนเมนจากเมียนมา ကဲဆုံးနေကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခုလိုစိတ်ဝင်စားကြတဲ့ပွဲကောင်းနေနေနေများပုံမှန်တက်ဆက်ပြီးတော့ Flip ကျွန်တော် YouTube channel လေးကို subscribe လုပ်နေ subscribe လုပ်သွားပေးကြပါနော်အားလုံးကျေးဇူးတူရှိပါတယ်